ပကံခေအနော်ယထာမင်းစောလက်ထက်မှာဘယ်သူမှမသိသေးတဲ့လျှို့ဝှက်ချက်တစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့နန်းတော်ကိုကာကွယ်ပေးနေတဲ့အမည်မသိစစ်တီတော်တဦးအကြောင်းပါ။သူဟာလူသားစစ်မဟုတ်ပဲနဂါးပြည်ကနေတာဝန်နဲ့လာရောက်စောင့်ရှောက်ပေးနေတဲ့နဂါးအသွင်ပြောင်းစစ်တီတဦးဖြစ်ပါတယ်။ ဒီနေ့မှာတော့အင်အားကြီးတဲ့ရန်သူစစ်တပ်ကပကံပြည်ကိုဝိုင်းထားပြီးဖျက်ဆီးဖို့ကြိုးစားလာပါတယ်။ပကံပြည်မပျက်စီးစေဖို့အတွက်သူဟာလူသားတွေမသိအောင်သူ့ရဲ့နဂါးစွမ်းအင်ကိုထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။ရုတ်တရက်မြည်ရည်တွေထွက်လာပြီးအေယာမနဂါးကြီးတစ်ကောင်ပေါ်လာပါတယ်။ရန်သူတွေဟာကြောက်လန့်တကြားနဲ့ဆုတ်ခွာသွားကြပါတော့တယ်။ဒါပေမဲ့နဂါးစွမ်းအင်ကိုလူပြည်မှာတုံးလိုက်တဲ့အတွက်သူဟာလူသားဘဝနဲ့နေထိုင်ခွင့်ဆုံးရှုံးသွားရရှာပါတယ်။သူဟာမင်းကြီးကိုနောက်ဆုံးနှုတ်ဆက်ပြီးသူလာရာနဂါးပြည်ကိုတိတ်တဆိတ်ပြန်သွားခဲ့ပါတယ်။ဒီနေ့အထိပကံကစေတီပထိုးတွေမှာနဂါးရုပ်တွေရှိနေတာဟာအဲ့ဒီစစ်တီတော်ကိုဂုဏ်ပြုထားတာလို့ဆိုကြပါတယ်။